အားလုံးပဲမင်္ဂလာပါ။ဖိုးဝေကိုရီးယားသင်တန်းကျောင်းအနေနဲ့ကြိုဆိုလိုက်ပါတယ်။ဆရာကတော့ဒီနေ့မှာဆိုရင်အခန်း1ရဲ့မွန်းနွားကျောင်းမို့လေးကိုရှင်းပြမှာပဲဖြစ်ပါတယ်။ဒါဆိုရင်စလိုက်အောင်။အခန်း1ရဲ့မွန်းနွားကျောင်းမို့လေးကတော့한국의 인사예죠. ကိုရီးယားရဲ့နှုတ်ဆက်ခြင်းဓလေ့ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။အဲဒါအောက်ကြည့်အောင်한국에서는တဲ့ကိုရီးယားမှာကတော့စန်းတယ်တာတစ်ဖက်သားကိုလိုက်ပြီး 인사하는 방식이နှုတ်ဆက်တဲ့နည်းလမ်းက다릅니다ဝေပြပါတယ်자신보다 밋밋해 나이가 많거나အသက်ကကြီးရပဲဖြစ်ဖြစ်지위가 높은 사람에게는 야루와 민의 루이시고 안녕하세요 밍라바 또는 또 뭐호 안녕하십니까라고 밍라바로 말하며 뼈비 고개를 숙이거나 가운오다ပဲဖြစ်ဖြစ်허리를 굽혀 인사합니다 가운을 간비어နှုတ်ဆက်ပါတယ် 고개를 숙이거나 가운오다ပဲဖြစ်ဖြစ်허리를 굽히는 것은 가운유간의 야가로 상대방에 대한 답하다는 바다대 존경 조대무고 나타내는 제수조입니다. 법야래 고무야 펴바래. 네, 아와 나장리 봤었지요. 아마저의 한평 답하마소이노 자신보다 밋밋해 나이가 어리거나 따강이라 베피비 친한 사람에게는 진리의 루이시고로 안녕이라고 말하며 밍라발루 뼈비 한손을 가벽에 둘거나 레트백을 뻗어봐봐 냐우다 베피비 흔들어 러얀비 반가움을 나타냅니다. 조심무고 완나무고 법야바래. 오케이 디마도도 뼈와라소니 코리아마소인 답하다고 라비 고နှုတ်ဆက်တဲ့နော်တစ်ဖက်တူလိုက်ပြီးတော့နှုတ်ဆက်တဲ့နည်းနဲ့နေရာကွဲပြားတယ်တဲ့မိမိရဲ့အသက်ကကြီးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ယာတုကကြီးတဲ့လူတွေစီကိုနှုတ်ဆက်တဲ့ခါမှာဆိုရင်ညောဆဲကိုမင်္ဂလာပါဒါမှမဟုတ်လည်းအညောရှိမြကအဲ့လိုမျိုးအသုံးနှုန်းနေပေါ့နော်မင်္ဂလာပါလို့တဲ့ပြောပြီးတော့ခေါင်းငုတ်တာပဲဖြစ်ဖြစ်အဲ့လိုပြောရုံသာလည်းမကဘူးခေါင်းငုတ်လိုက်တာပဲဖြစ်ဖြစ်ခေါင်းညှို့ကိုင်းပြီးတော့နှုတ်ဆက်ပါတယ်တဲ့ခေါင်းငုတ်တာပဲဖြစ်ဖြစ်ခေါင်းညှို့ကိုင်းတဲ့အရာတွေကတော့တဲ့တစ်ဖက်တူနဲ့ပတ်သက်ပြီးတော့ယူသေးမှုကိုကျွန်တော်ဖော်ပြတဲ့အပြုတ်မှုပဲဖြစ်ပါတယ်တဲ့ကိုမူရာပဲဖြစ်ပါတယ်နော်အဲ့လိုမျိုးခေါင်းလေးကိုငုတ်လိုက်တာခါးလေးကိုညှို့ကိုင်းလိုက်တာတစ်ဖက်လူပေါ့လေးစားမှုရှိတယ်ဆိုရဲဆရာအတိတ်ပဲပေါ်ဆောင်တာလို့ပြောချင်တာပေါ့သူကအောက်မှာဆိုရင်တော့တစ်ဖက်မှာဆိုရင်တဲ့မိမိထက်အသက်ကငယ်တာပဲဖြစ်ဖြစ်ရင်းနှီးရဲ့သူတွေစီကိုတော့တဲ့အညောအဲ့လိုမျိုးဆရာတို့ရင်းနှီးရဲ့သူတွေဒါမှမဟုတ်လည်းငယ်တဲ့သူတွေဆိုတော့ဆရာတို့တူတူကောက်ကောက်ပေါ့အပေါ်အဲ့လိုမျိုးအညောဆေယောအညောရှိမိကအဲ့လိုမျိုးနှုတ်ဆက်တော့အညောဒါမင်္ဂလာပါပေါ့သူကလည်းတူတူပဲအဲ့လိုမျိုးမင်္ဂလာပါလို့တဲ့ပြောပြီးတော့လက်တစ်ဖက်ကိုပေါ့ပါမြောက်လိုက်တာပဲဖြစ်ဖြစ်လှုပ်ရမ်းပြီးတော့ပျော်ရွှင်မှုတွေကိုဖော်ပြပါတယ်တဲ့နော်အဲ့လိုမျိုးလက်အညောအဲ့လိုမျိုးညှောက်လိုက်တာမဟုတ်လေလှုပ်ရမ်းပြီးအညောအဲ့လိုမျိုးလေးအဲ့လိုပုံစံလေးကိုပြောတာနော်ဟိုဒါဆိုရင်ရမယ်လို့ထင်ပါတယ်အဲ့ဆိုရင်ဆရာတို့အောက်ပိုက်လေးကြည့်အောင်အောက်မှာဆိုရင်အညောဆေယောအညောရှိမနိကအညောငုံမင်္ဂလာပါကတော့တဲ့အင်းစာဟာနော်နှုတ်ဆက်တယ်တဲ့ရှီကန်နဲ့ကွမ်နန်တော့ရှိ시간의 관한 시간의 상관 없이အချိန်နဲ့သက်ဆိုင်မှုမရှိဘဲနဲ့တဲ့아침မနက်점심နေ့လယ်점요 언제든지ညနေဘယ်ချိန်မဆို사용할 수 있습니다အသုံးပြုနိုင်ပါတယ်โอเคဒီကြောင်းလေးကတော့တူတူလေးပေါ့သူကဗာပြောထားတယ်လို့안녕하세요 안녕하십니까 안녕ဒီမျိုးအသုံးနှုန်းနေပေါ့နော်မင်္ဂလာပါကတော့တဲ့ဒီလိုမျိုးအသုံးနှုန်းနေနော်နှုတ်ဆက်တဲ့အချိန်နဲ့သက်ဆိုင်မှုမရှိဘူးပြောချင်တာအချိန်နဲ့လုံးဝသက်ဆိုင်မှုမရှိဘူးနော်မနက်ပဲဖြစ်ဖြစ်နေကင်းဒါမှမဟုတ်ညနေဘယ်ချိန်မှဆိုအသုံးပြုနိုင်တယ်နှုတ်ဆက်နိုင်တယ်လို့ပြောချင်တာသူကဒီလိုဥစ္စာတွေအချိန်ခွဲခြားမထားဘူးကိုကြိုက်တဲ့အချိန်မှာဆရာနှုတ်ဆက်နိုင်တယ်လို့ပြောတာပါဒီအကြောင်းလေးမှာအဲဒါရင်အောက်ပါလေးဆက်ကြည့်အောင်အောက်မှာဆိုရင်ဂုံကြောကင်းစံဝင်ငယ်ဆိုတော့နဲ့တာမန်ချင်းဒီမှာဆိုရင်တော့ချူရူအများအပြည့်အဆုရူဟာမြောင်အစမီတာလက်ဆွဲပြီးတော့နှုတ်ဆက်ပါတယ်ဒါပေမဲ့ဂျာရှင်းဘုရားမိမိထက်나이가 훨씬 많거나 아따가 렁와 지라베 비비 지위가 높은 사람에게 야두와 민의 루이시고 인사할 때는 너사대 가마소리는 왼손으로 베발라피에 오른팔이나 냐벨라 마음에 비비 오른손으로 냐벨라고 받치고 가비어 아스루 하는 것이 라스웨 너사대 야가 예의입니다 지지무ဖြစ်ပါတယ်오이디마도 두겨와 따매치니 두나게마도 따매치니 마도နော်အများအပြည့်တဲ့လက်ဆွဲပြီးတော့နှုတ်ဆက်ကြတယ်တဲ့နော်ဒါပေမဲ့တဲ့မိမိထက်အသက်ကလုံးဝကြီးနေရပဲဖြစ်ဖြစ်ဒါမှမဟုတ်ယာတုဝမြင့်တဲ့လူတွေစီကိုနှုတ်ဆက်တဲ့အခါမှာဆိုရင်တဲ့နော်ဘယ်ဘက်လက်ပြညာဘက်လက်မောင်းလေးကိုကင်လိုက်တာလက်မောင်းလားပေါ့အဲ့လိုကင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေညာဘက်လက်ကိုကင်ပြီးညာဘက်လက်ကိုဆိုဆရာလက်ကောက်ဝင်တာကိုသူကပြောတာ
မာတော့ညာဘက်လက်လို့ပဲပြောတာအဓိကအပြည့်ဆရာမြင်အောင်ကြည့်မယ်ဆိုလက်ကောက်ဝင်နာလေးကိုကင်တာပြောတာနော်အဲ့လိုညာဘက်လက်ကိုကင်ပြီးတော့တဲ့နှုတ်ဆက်တဲ့ຢာတွေကလက်ဆွဲပြနှုတ်ဆက်တဲ့ຢာရည်ကြီးမှုဖြစ်တယ်ဒါကဆရာကိုထက်ကြီးတဲ့သူတွေဒါမှမဟုတ်ရင်ယာဓုကကြီးတဲ့သူတွေစီမှာသူနှုတ်ဆက်တဲ့ပုံစံလေးကိုဒီမှာဆိုသူပြောထားပေါ့ဒါလက်မောင်းလေးကိုကင်ပြီးနှုတ်ဆက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဒါလက်ကောက်ကိုလေးကိုကင်ပြီးတော့အဲ့လိုနှုတ်ဆက်တဲ့ဆိုပြီးဒီမှာဆိုရင်ပြောထားတယ်ဒါယဉ်ကျေးမှုတစ်ခုဖြစ်တယ်ဆိုပြီးလည်းဒီမှာတို့ကဖော်ပြထားပါတယ်ဟိုဒါဆိုရင်ရမယ်လို့ထင်ပါတယ်ဒါကတော့အခန်း1ရဲ့မွန်းနွားချောင်းမှုလေးပဲဖြစ်ပါတယ်